ဘိုနဂါစစ်ကောင်စီဘက်ကိုရင်းရိုင်ထွားပြီးနောက်ပိုင်းကြံရစ်ခဲ့တဲ့ BNRA တပ်ဖွဲ့ဝင်တွေနဲ့ခေါင်းဆောင်ပိုင်းတွေရဲ့ကံကြမ္မာအပေါ်စိုးရင်ပူပန်မှုတွေမြင့်တက်ထဲပါတယ်။အခုသဖြင့်ဒေါင်းညိုနဲ့တူဘရာဇာတို့လိုထိပ်ပိုင်းခေါင်းဆောင်တွေကို PDF တွေကလက်ဆက်ဖြောက်လိုက်ပြီးဆိုတဲ့သတင်းမှားတွေဟာ လူထုနဲ့ရဲဘော်တွေကြားမှာအကြောက်တရားရိုက်သွင်းကိုစ조사ခဲ့ကြပါတယ်။စစ်ကောင်စီရဲ့ဝါရခန့်ရန်တရားတွေကတော်လန်ရေးအင်အားစုတွေအချင်းချင်းတက်ဖြတ်နေကြပြီဆိုတဲ့ပုံရိပ်ကိုဖန်တီးချင်နေကြတာပါ။ဒါပေမဲ့ဒီကောလာဟာလတွေကိုရင်းမာပင်ခရိုင်တရင်28ကခိုင်လုံတဲ့အသက်တွေအထောက်ထားတွေနဲ့ယနေ့မှာပဲပြက်ပြက်သားသားခြေဖြတ်လိုက်ပါပြီ။ ယနေ့ဖေဖော်ဝါရီလ20ရက်နေ့မှာတော့တရင်မူဘိုဆွမ်းကရုတ်တန်မှတ်တမ်းနဲ့တကွတရားဝင်သတင်းထုတ်ပြန်လာခဲ့ပါတယ်။ခေါင်းညိုတူပါရလားဒီ20ရက်နလား တူဘရာဇာနဲ့ဒေါင်းညိုတို့ဟာအကောင့်ပကတိအတိုင်းရှိနေကြောင်းလူကိုယ်တိုင်ထုတ်ဖော်ပြသခဲ့သလိုတော်လန်ကြီးအင်အားစုတွေကြားသွေးကွဲစေမဲ့ဝါဒဖြန့်မှုတွေကိုလည်းအချက်ကြကြတုံ့ပြန်လိုက်ပါတယ်။သူတို့ဟာထိမ့်သိမ်းခံထားရသူတွေဖြစ်ပေမဲ့ဖြူစင်တဲ့တလုံးသားနဲ့လူလိုသူလိုပဲဆက်ဆံထားပါတယ်ဆိုတဲ့စကားကတော်လန်ရဲ့တက်ဖွဲ့တွေရဲ့ကျင့်ဝတ်နဲ့ဂုံတိတ်ခါကိုပေါ်လွင်စေခဲ့ပါတယ်။အကြောက်တရားနဲ့သွေးမခွဲပါနဲ့ဆိုတဲ့တတိပေးစကားဟာဝါဒဖြန့်မှုတွေရဲ့သွေးခွဲတက်ရှူမှုတွေကိုတော်လန်ရဲ့တတိနဲ့ကာကွယ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ ဒီဖြစ်ရဟာစစ်ကောင်စီမျှော်လင့်ထားသလိုတော်လန်ရေးအင်အားစုတွေကြားအပြန်အလှန်တပ်ဖြတ်မှုတွေလက်စားချေမှုတွေဖြစ်မလာဘူးဆိုတာကိုတက်တည်ပြလိုက်တာပါပဲမြေပြင်ကတော်လန်ရေးရဲဘော်တွေကတော့စီးလုံးမှုနဲ့စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုဆက်လက်ထိန်းသိမ်းထားနိုင်တယ်ဆိုတာထင်ရှားပါတယ်လူမှုအနေနဲ့လည်းသတင်းမားတွေကြားမှာရင်းရိုင်မသွားပဲတော်လန်ရေးရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတမှုနဲ့လူခွင့်ရေးလေးစားလိုက်နာမှုကိုဒီဖြစ်ရကတဆင်မြင်တွေ့ခွင့်ရရှိခဲ့ပါတယ်ရင်းမာပင်ခရိုင်တရင်28ရဲ့ကင်တွယ်ဖြည့်ရှင်းပုံဟာသမိုင်းသက်တည်တစ်ခုအနေနဲ့ကြန့်ရှိနေမှာဖြစ်ပါတယ် This is the voice of truth. Facts. Knowledge.